ရှိုးလိုက်哦မင်းတို့ကောင်ရှိုးလိုက်ပါ哦ဟဲ့မင်းရဲ့တလူရဘာကြီးလဲ ဘာလဲ ဟာနှွေထိုးထားတာလေတေးချကြည့်哦မင်းရဲ့ຫນွေရလဲကွာဖိန်ကြီးနှလုံးကိုပြောင်းပြန်ပူးထားတယ်လို့ပဲ မရမ်းတာလေငါနှွေထိုးထားတာတေးချကြည့်တယ်သူကြီးကနှလုံးသားနေပြီဝါခေတ်ကစားပြီးတော့ပြလိုက် 那个民族的，那个ပြောရ 这要进来，看他木的手，对了，看会特别便利的。 မရမ်း ဟာလာလောက်တာလေဒီဆိုင်ကချက်သားပဲရောင်းတာနော်လင်းမရောင်းဘူး ဒီလိုလာခြင်းလို့လာတာမဟုတ်ဘူးနင့်သားငါသားကိုထိုးလိုက်တဲ့ကိစ္စလေ အဲ့ဘာဖြစ်လဲအဲ့ဒါလူငယ်တွေလေယောက်ျားလေးတွေလေသူတို့ဖြစ်ချင်းဖြစ်ပါစေပေါ့ ရကြတာမပြောနဲ့နော် ဟဲ့ဘယ်မလားပြောနေတာမဟုတ်ဘူးနင်းကလာပြီးပြဿနာရှာနေတာဒီမှာဈေးရောက်မကောင်းပါဘူးဆိုမှနင်းကဘူပိတ်အောင်လာလုံနေတယ် တော့ဘာဖြစ်လဲကြီးချောင်းပါရဲ့ ငါ့ကိုများကြီးကြောက်ပါတယ်ဒီမဲ့ငါချောင်းမချောက်သိချင်လေနင်းငါအိမ်ကိုလိုက်ခတ်ဆောင်နင်းချွေးကို10လီတာလောက်ထွက်သွား ရှင်ပါစကားပြောရလေရှင်မရိုင်းလိုက်လားရှင် ငါမိုင်လိုက်တာမဟုတ်ဘူးနင်းကငါနှိမ့်ဆက်ပြီးတော့ဘားတွေဓာတ်တွေရိုက်မယ်လို့ပြောတာဘာတွေမျောလေးနေမသိဘူးအဲ့ဒါတွေမကြည့်နဲ့နင်းကငါမိမသားမလို့ညာနာတော့ဒီမှာတွေ့လာကောင်းဟိုးထဲလိုက်လို့ရတယ်တော့ကောင်းပါအပေါက်ကိုဒီကောင်းနဲ့အကုန်ခေါ်ထား